Sibuk saya la dunia bata kweta ya hanya la hebut ko bat ko tado patrado elolado ta photi de pha do ni bas ko ta kweta ya le ta hege ba ho sibuk saya asune lo do tini nyai mwe da puko le mu yen ni do le poe Anglican tao phom mo puko le mu yen ni do Good Friday တောက်ကြကြီးနေ့ပေါ့နော်ပုကောဒီနေ့ဒါလည်းမူအနေပေါ်တော့ကိုယ် anti communion ဒါရီလို့ဆိုစီဘာသာတော့ကိုယ်စပစ်ချစ်ပါပါမြေဒါရီဆိုစီအတဘာဝိတော့ခွင့်ရတဲ့လူစခွင့်ရတဲ့ပေါ်တော့သူစုညာအတလေကလေကားတိုင်းခီးစ Station of the Cross ဝိတော့တနာရီကျလတန်လူညာရေပေါ်တော့တနာရီတဘာတာဒုကနာတော့ရှိနေတာကြီးပါလေကဆိုင်ရှုခရတာကတူလခိကတနျူဘလနေတောင်းနိုင်ဖို့ခရစ်တော်ရဲ့စကားတော်ခွန်းခွန်အားယူခြင်းအစီအစဉ်ဖြစ်ပါတယ်ဟောတတာတော့ဖဲတရာကိုရခါတော့Isomole imat kruba mo basada tratel jenari do misi jenari du ima krus lo mo no do ita krusikole mila muyene do na bata kwete ya le hebat kota phei hotata do sibu kasaya do sibu tra elola phadu ne lo ye do tele phaganya kro aya paya basado bataba aba mo no Boy me boy do pamasro aklo taba aba da ye ketela payo aklo no maguita suno ye ketela payo aklo lo tini toblo ni pataw phone odo puko lo lita ko to wa doin bo lintu wa lita ko to owe atho luisi Bia kwa kada di ke dot ninya owe tekya husi ye tomo no sa to luisi khop nya ni mwe da sise pu tu pu te ni to blo mo no sise pu tu pu bi khine ta sa dak do le pa ka ala pa ta su ka sa su mo no phya ta khin po bi no nikat swa tet shin bo atwet mo no di teနှစ်ကိုတစ်ချိန်ဝါတွင်ရက်ပေါင်း40ကျွန်တော်တို့ဆက်လျှောက်ပါတယ်ပစထဝဲလပကောလAsh Wednesday ဘယောကရပြပုထုနေ့ပွဲပေါရက်ပကောလဖာစာအမှုနီအပေါ်တော့တာဘူတာဘာတော့ပဖုပခိုပဲမောအလဖာစာမောနော်ပြလူပါတယ်ဖဲပဖို့ခနဲ့တရာတဲလတင်ညာလည်းနိမေဖော်တိုင်တပါဖို့တော့ဘောလချင်းတာတကေလားတင်ညာလည်းနိမေဖော်တိုင်တပါဖို့တော့ဘောလချင်းတာတကေတင်ညာလည်းနိမေဟောက်ကမှုတော့ဘာကေကရဆုဟောက်ခေါ်ဆိုပြီးတော့ဒီလိုပြောတာပေါ့နော်မြေမုတ်ကလာတယ်မြေမုတ်ကိုပြန်မယ်အပြစ်သားဖြစ်ကြောင်းတတိယပြီးတော့နောင်တရပါဆိုပြီးတော့ကားတိုင်းတစ်စိတ်ခတ်ပေးပါတယ်ဒါဝါတွင်ပထမရက်ပေါ့နော်ဆိုပကောလလက်တာဆက်ကတော့တော်လူစီပေါ်တော့တာဒူတာအောတာအောတော့တဘူတာဘာဒါမမတ်အဘဂုကလစလက်ပကမတာခေမောနော်တော်လူစီဆာလဖာစာမဒီတူလအစ္စတာတော်လူစီစမူရတဲ့ဒုနေမတာပတလတာကတ်ဒိုရီဒိုလပတောက်ဖို့အခလန်တာပေါ့နော်ကျွန်တော်ခေါ်တာတော့အသင်းတော်ပြက်ကတိန်မှာအင်မတန်အရေးကြီးတဲ့နေ့တစ်နေ့ဖြစ်ပါတယ်လို့ဒါတောက်ကြခြင်းနေ့ဖြစ်ပါတယ်သခင်ခရစ်တော်ဝေဒနာခံရသောနေ့ဖြစ်ပါတယ်ပြီးတဲ့အခါမှာအခုနပြောတဲ့ New Sorcery ပေါ့နော်ကျွန်တော်ခေါ်တာ Palm Sunday လေပယောကလပကောလအောင်ပန်းဒီနေ့နေ့ပေါ့နော်လေပကညပကောလစဘလအမှုနီပေါ့နော်ဒါတော့အင်္ဂလိပ်ကအခေါ်အဝေါ်ပေါ့နော်စဘလမူနီဆရာဖနေမဲတာ Holy Week ပေါ့နော်New Sorcery တော့ဒီတောက်ကြခြင်းတွေကတော့ဒါ
တကယ်ကိုအရေးပါတဲ့နေ့ဖြစ်ပါတယ်သခင်ခရစ်တော်ကားတဲ့ပေါ်မှာအသေးခံသောနေ့ဖြစ်တဲ့အတွက်ပေါ့နော်ကျွန်တော်အထူးမြတ်ချပြီးတော့ဆော့ရှောက်ပါတယ်လို့ဆိုတော့ဒီနေ့ကတော့တောက်ကြခြင်းနဲ့ဖြစ်တဲ့အတွက်အရှင်ခရစ်တော်ကားတိုင်းပေါ်မှာအသေးခံသောနေ့ဖြစ်တဲ့အတွက်ပေါ့နော်ကားတိုင်းအကြောင်းကိုအဓိကထားပြီးတော့ဝေမျှသွားဖို့ပြင်ဆင်ထားပါတယ်လို့ချစ်ချင်းမေတ္တာဒုက္ခဝေဒနာအောင်မြင်ခြင်းရှိတဲ့နေရာကတော့ကားတိုင်းပဲဖြစ်ပါတယ်သူစုညံ့နေမွေးတာလဲဒါအေဒါကွီတဏ္ဍာဖို့ဒေါ်ဓမ္မနတအလောနေတော့ဒါကားတိုင်းရဲ့သဘောတဘာပါနော်ချစ်ချင်းမေတ္တာလည်းရှိတယ်ဒုက္ခဝေဒနာလည်းရှိတယ်အောင်မြင်ခြင်းလည်းပဲရှိပါတယ်ဆိုတော့ဒီတောက်ကြကြီးနေ့ Good Friday မှာကျွန်တော်တို့ခရစ်ယာန်တွေရဲ့အသင်းတော်ပြက်ကလေးခေါ်တာပေါ့နော်အသင်းတော်ပြက်ကလေးအများပြည့်ဆွေကျစင်မှာဒီဝန်းကျင်မှာစပါတယ်ကျွန်တော်တို့အသင်းတော်နှစ်တစ်ပေါ့နော်ပြက်ကလေးကဒီဆွေကျစင်မှာအနားမှာစပါတယ်ပေါ့နော်ဆိုတော့ဒီအသင်းတော်ပြက်ကလေးမှာကျွန်တော်တို့ဒီတောက်ကြကြီးနေ့ကိုလေးလေးနက်နက်ဆော့ရှောက်ကြပါတယ်ဒါနေ့ထူးနေ့မြတ်ဒီနေ့ဖြစ်ပါတယ်သခင်ခရစ်တော်ရဲ့ဝေဒနာခံရခြင်းနဲ့ကားတိုင်းပေါ်မှာအသေးခံခြင်းကိုသတိရသောနေ့ဖြစ်ပါတယ်နာကျင်မှုတွေဝမ်းနည်းကြေကွဲမှုတွေနဲ့ပြည့်ဝတဲ့နေ့ဒီနေ့ဖြစ်ပါတယ်တစ်ဖက်ကလည်းပဲကြီးမားတဲ့ချစ်ချင်းမေတ္တာနဲ့ပြည့်ဝတဲ့နေ့ဒီနေ့လည်းဖြစ်ပါတယ်ဆိုတော့ဒီနေ့တောက်ကြကြီးနေ့မှာဝမ်းနည်းကြေကွဲခြင်းငိုကြွေးမိတမ်းဖို့အတွက်ဒီဖျားเจ้าမှာကျွန်တော်တို့ရောက်နေကြတာပဲမဟုတ်ပါဘူးကားတိုင်းအကြောင်းကိုကျွန်တော်တို့ဆင်ခြင်ခွန်အားယူဖို့ဖြစ်ပါတယ်ကားတိုင်းဒီနေ့အဖြစ်သခင်ခရစ်တော်ကားတိုင်းတင်ခြင်းခံရခြင်းဒီဒါအဆုံးမဟုတ်ပါဘူးအောင်မြင်ခြင်းရဲ့အစဖြစ်ပါတယ်ဆိုဒီတောက်ကြခြင်းနေ့မှာသခင်ခရစ်တော်ကားတင်ခံရခြင်းဒီကားတိုင်းဒီအဆုံးမဟုတ်ဘူးအောင်မြင်ခြင်းရဲ့အစဖြစ်ပါတယ်စနပါတိအနေနဲ့ကားတိုင်းကဘုရားသခင်ရဲ့နဲ့နဲသောချစ်ချင်းမြတ်တာကိုဖော်ပြပါတယ်သူဆုညာနေပပလာဝဲကဆာယွာအတ္တအေတာကွိနေလောဘာဖြစ်လဲဆိုယောဟန်အခန်းကြီး3:16မှာတပါးသောသားကိုစွန့်ပြစ်တဲ့အောင်ဘုရားသခင်ကကျွန်တော်တို့လူသားတွေကိုချစ်ပါတယ်လူသားတွေကအတင်းကြလို့သခင်ခရစ်တော်ကကားတင်ခံတာမဟုတ်ပါဘူးကျွန်တော်တို့ကိုချစ်အားကြီးလို့ကားတင်ခံခြင်းပဲဖြစ်ပါတယ်စဉ်းစားဆင်ခြင်ကြည့်ပါကျွန်တော်တို့တွေအပြစ်သားတွေဖြစ်ပါတယ်အပြစ်ကြောင့်ကြက်ရှောင်းနေသူများဖြစ်နေပေမဲ့ကျွန်တော်တို့အတွက်အသေးခံဖို့သခင်ခရစ်တော်ရွေးချယ်ခဲ့ပါတယ်ဆိုတော့ဘုရားသခင်ရဲ့ဒီချစ်ချင်းမြတ်တာကအကန့်အသတ်ရှိတဲ့ကျွန်တော်တို့လူညာနဲ့ဘယ်လို့မှနားမလည်နိုင်ပါဘူးဘုရားသခင်ရဲ့ချစ်ချင်းမြတ်တာအင်မတန်ကြီးမားလှပါတယ်အင်မတန်နဲ့နဲလှပါတယ်စကားတဲ့ကိုတွေ့တာနဲ့ပဲဘုရားသခင်ရဲ့ချစ်ချင်းမြတ်တာအင်မတန်ကြီးမားပါတယ်အင်မတန်နဲ့နဲပါတယ်ဆိုတော့ကျွန်တော်တို့ခံစားနားရပါတယ်ကားတိုင်းကလည်းပဲကျွန်တော်တို့ကိုဖော်ပြနေပါတယ်ဒုတိယချက်ကတော့ကားတိုင်းကဒုက္ခဝေဒနာခံစားရနေရဖြစ်ပါတယ်အခုနတော့ဘုရားရဲ့မေတ္တာဖော်ပြသောအရာဖြစ်ပါတယ်ဒုတိယကတော့ဒုက္ခဝေဒနာခံစားဖို့နေရဖြစ်ပါတယ်ဟေရှာယခန်းကြီး53အငယ်3မှ7မှာမချေမဲ့မြင်ပြုခြင်းကိုခံ၍လူတို့တွင်အယုတ်ဆုံးဖြစ်၏ညှို့ညင်သောသူနာကြည်ခြင်းဝေဒနာနှင့်ကြောင်းဝင်သောသူဖြစ်၏သူတစ်ပါးမျက်နှာလွဲခြင်းခံသောသူကဲ့သို့ဖြစ်၏မချေမဲ့မြင်ပြုခြင်းကိုခံရ၏လို့သခင်ခရစ်တော်ကိုကြွတင်ပြီးတော့ဖော်ပြထားတာကျွန်တော်တို့တွေ့ရပါတယ်ဟုတ်ပါတယ်ဒီနေ့တောက်ကြခြင်းနေ့မှာသခင်ခရစ်တော်ကိုရိုက်နှက်ကြပါတယ်လှောင်ပြောင်ကြပါတယ်ဒါတော့မချင်သေးဘူးကားတင်တတ်ခဲ့ကြပါတယ်ကိုတော်အပြစ်ကြောင့်မဟုတ်ပါဘူးကျွန်တော်တို့အပြစ်ကြောင့်သူခံရတာဖြစ်ပါတယ်
ကျွန်တော်တို့ခံထိုက်သောအပြစ်ကိုသခင်ခရစ်တော်ကပူဇာခံယူခဲ့ခြင်းပဲဖြစ်ပါတယ်ဒါကြောင့်ကားတဲ့တော့ကျွန်တော်မျှော်ကြည့်တိုင်းကျွန်တော်တို့လောက်ခဲ့သောအပြစ်ရဲ့အဖို့ခဘယ်လောက်ကြီးမားတယ်ဆိုတာပန်းစားလို့ရပါတယ်ဒီလောက်ကြီးမားတဲ့အဖို့ခကိုသခင်ခရစ်တော်ဘယ်လိုပေးဆခဲ့တယ်လဲဆိုတာဒီနေ့ကကျွန်တော်တို့ပို့ပြီးတော့ထင်ရှားစွာမြင်တွေ့နိုင်ပါတယ်ကားတိုင်းကိုထမ်းရတယ်အရိုက်ခံတယ်လဲကျတယ်လောင်ပြောင်ရစ်ခံတယ်ကရဏီကုန်းရောက်တဲ့အခါမှာခြေလက်တံမုန်းတဲ့ရိုက်ခံတယ်ကားတင်ခံခဲ့ရပါတယ်ဆိုကားတိုင်းဆိုတာဝေဒနာခံစားနေရဖြစ်ပါတယ်သခင်ခရစ်တော်ကကျွန်တော်တို့အတွက်ဘယ်လောက်ဝေဒနာပိစခဲ့ရတယ်လဲဆိုတာကျွန်တော်တို့တွေ့နိုင်ပါတယ်ဆိုတက်တဲ့ချက်ကတော့ကားတိုင်းကခွင့်လွှတ်ခြင်းနေရာဖြစ်ပါတယ်မေတ္တာဒုက္ခဝေဒနာခွင့်လွှတ်ခြင်းနေရာဖြစ်ပါတယ်ဆိုကားတေခံတဲ့သူတွေကသခင်ယေရှုနောက်ဆုံးပြောခဲ့တဲ့စကားတော့သူတို့မသိလို့လုံမိတဲ့အရာအတွက်ခွင့်လွှတ်ပါဖြစ်ပါတယ်လုကာခန်း23ငယ်34မှာဆိုဒုက္ခဝေဒနာပြင်းပြစွာခံနေတဲ့အချိန်မှာပင်လေသခင်ခရစ်တော်ကခွင့်လွှတ်ခြင်းပေးခဲ့ပါတယ်ခွင့်လွှတ်ဖို့အတွက်လည်းပဲသူဆုတောင်းပေးခဲ့တာကျွန်တော်တို့တွေ့ရပါတယ်ဆိုတော့သူကိုနေဆက်ညင်ပါတော်သူများကားတင်တော်သူများအတွက်သာဆုတောင်းပေးတာမဟုတ်ပါဘူးဒီနေ့အထိကျွန်တော်တို့တယောက်စီအတွက်ခွင့်လွှတ်ခြင်းရဖို့သခင်ခရစ်တော်ကဆုတောင်းပေးနေပါတယ်ကျွန်တော်တို့ဘယ်လောက်မှားခဲ့တယ်လဲဘာတွေလုပ်ခဲ့တယ်လဲအဓိကမဟုတ်ပါဘူးကားတိုင်းချင်ရင်မှာသခင်ခရစ်တော်ရဲ့ခွင့်လွှတ်ခြင်းကကျွန်တော်တို့အတွက်ရှိနေပါတယ်ဆိုတော့ကျွန်တော်တို့ဘက်ကဘယ်လောက်ပဲအပြစ်လုပ်မိတော်လဲပဲကားတိုင်းတော်ဒီခွင့်လွှတ်ခြင်းရဲ့သင်္ကေတဖြစ်ပါတယ်ဒီနေ့အဖြစ်ကားတိုင်းကိုမျှော်ကြည့်ရင်သခင်ခရစ်တော်ဒီကျွန်တော်တို့ကိုခွင့်လွှတ်ခြင်းပေးပါတယ်ခမည်းတော်ခွင့်လွှတ်ဖို့အတွက်လည်းပဲသူဆုတောင်းပေးနေပါတယ်နောက်တစ်ချက်ကတော့ကားတိုင်းကအောင်မြင်ခြင်းရဲ့နေရာဖြစ်ပါတယ်ယောဟန်ခန်း19ငယ်30မှာသခင်ယေရှုကအမှုပြီးပြီလို့အောင်မြင်စွာကြွေးကြော်ခဲ့ပါတယ်ငါအလုပ်ပြီးပြီလို့သူပြောတာမဟုတ်ဘူးအလုပ်ပြီးပြီလို့ပြောတာဒီနေရာမှာခွဲခြားဖို့လိုပါတယ်သူအလုပ်ပြီးတာမဟုတ်ဘူးခမည်းတော်ကပေးအပ်ထားသောအလုပ်ကိုသူပြီးအောင်လုပ်တော့ပြီးဖြစ်ဖြစ်အတွက်အောင်မြင်စွာကြွေးကြော်ခြင်းဖြစ်ပါတယ်အမှုပြီးပြီသူတယောက်တည်းရဲ့အလုပ်ကိုသူပြောတာမဟုတ်ဘူးဒီလောကလုံးနဲ့ဆိုင်တဲ့ကယ်တင်ခြင်းအလုပ်ကိုသူပြောတာဖြစ်ပါတယ်ကယ်တင်ခြင်းအလုပ်ပြီးမြောက်ပြီလို့ဆိုလိုခြင်းပဲဖြစ်ပါတယ်အဖို့အခသခင်ခရစ်တော်ပေးခဲ့ပါတယ်အပြစ်နဲ့သေခြင်းကိုလည်းပဲအနိုင်ယူခဲ့ပါတယ်တောက်ကြခြင်းတွေကတော့တကယ်ပဲမှောက်မိုက်ခဲ့ပါတယ်တကယ်ပဲဝမ်းနဲ့ပူဆွေးစရာကောင်းခဲ့ပါတယ်ဒါပေမဲ့အီစတာလို့ခေါ်တဲ့သခင်ယေရှုရှင်ပြထမြောက်ခြင်းနေ့ဆိုတာမကြာမီလာပါလိမ့်မယ်မနေ့ဖြာတစ်ပတ်ခါဆိုရင်ရှင်ပြထမြောက်ခြင်းနေ့ရောက်လာပြီကားတိုင်းကသခင်ယေရှုကိုတိတ်ထားတဲ့ဂူကိုလွတ်လပ်ဖြစ်စေခဲ့ပါတယ်ရှင်ပြထမြောက်ခြင်းသခင်ခရစ်တော်ပိုင်ဆိုင်သွားပါတယ်ဒါကြောင့်ကားတိုင်းတော်အဖြစ်သာလေအောင်မြင်ခြင်းကိုရရှိနိုင်ပါတယ်ဆိုတော့ဒီနေ့တောက်ကြခြင်းနေ့မှာဝမ်းနည်းစရာစိတ်ပြည့်စရာဒုက္ခဝေဒနာနဲ့ပြည့်နေတော်လည်းပဲမကြမီအောင်မြင်ခြင်းတည်းဟူသောရှင်ပြထမြောက်ခြင်းကိုကျွန်တော်တို့တွေ့ရှိမှာဖြစ်ပါတယ်ရရှိမှာဖြစ်ပါတယ်ဒါကြောင့်ရက်ပေါင်း40ဝါတွင်းမှာကျွန်တော်တို့အားထုတ်ဆက်လျှောက်တဲ့အခါမှာရှင်ပြထမြောက်ခြင်းနေ့မှာကျွန်တော်တို့ကစိတ်တဲ့လူတဲ့ဘဝသက်တာတင်တဲ့ရှင်ပြထမြောက်ဖို့ဖြစ်ပါတယ်ဒါကြောင့်ဒါဆိုရင်တောက်ကြခြင်းနေ့တိုင်းမှာကားတိုင်းအကြောင်းကိုကျွန်တော်တို့ဆင်ခြင်ခွန်အားယူတဲ့အခါမှာမတိကားတိုင်းပေါ့ဘ
ဘယ်လိုမြင်ပါတယ်ဘယ်လိုနားလဲပါတယ်ပေါ့နော်ကျွန်တော်တို့ဆွဲတာပဲတောင်းတာပဲလားဘယ်လိုမြင်တယ်လဲဘယ်လိုနားလဲတယ်ဒီနေ့တောက်ကြခြင်းနေ့မှာကျွန်တော်တို့အထူးစဉ်းစားဖို့အချိန်ဖြစ်ပါတယ်ကားတိုင်းအကြောင်းပေါ့နော်ဘယ်လိုမြင်လဲဘယ်လိုနားလဲလဲသခင်ခရစ်တော်ရဲ့ချစ်ခြင်းမေတ္တာကိုသတိရပါတပွားကားတိုင်းကိုတွေ့ပြီဆိုရင်သခင်ခရစ်တော်ရဲ့ချစ်ခြင်းမေတ္တာကိုသတိရပါကားတိုင်းကိုမျှော်ကြည့်ပြီဆိုရင်အပြည့်အတွက်နောင်တရပါဝန်ချတောင်းပါပါကားတိုင်းကိုတွေ့ရပြီဆိုရင်ဖျားသခင်ထာမခွင့်လွှတ်ခြင်းကိုရယူပါသခင်ခရစ်တော်သည်ခွင့်လွှတ်ဖို့အတွက်ဆုတောင်းပေးပါတယ်ဒါကြောင့်ခွင့်လွှတ်ခြင်းကိုရယူပါကားတိုင်းကိုမြင်တွေ့တဲ့အခါမှာအောင်မြင်ခြင်းအသက်တာအတွက်ဝါမြောက်ကြပါအစ္စတာနေ့ရှင်ပြထမြောက်ခြင်းနေ့မှာအပြစ်ရောသေခြင်းရောဒုက္ခဝေဒနာအားလုံးချုပ်ငြိမ်းပြီးတဲ့အခါမှာရှင်ပြထမြောက်ခြင်းအသက်တာတဲ့ကိုကျွန်တော်တို့ပိုင်ဆိုင်မှာဖြစ်ဖြစ်တဲ့ဝါမြောက်ဖို့ဖြစ်ပါတယ်ဒါကြောင့်ကားတိုင်းကိုကျွန်တော်တို့တွေ့တိုင်းဒီတောက်ကြခြင်းနဲ့ရောက်တိုင်းခရစ်တော်ရဲ့ချစ်ခြင်းမြတ်တာကိုသတိရပါအပြည့်အတွက်နောင်တရပြီးတော့ဝန်ချတောင်းပါပါဘုရားသခင်တာမှာခွင့်လွှတ်ခြင်းကိုရယူပါအောင်မြင်ခြင်းအသက်တာအတွက်ဝါမြောက်ကြပါဒီနေ့တောက်ကြခြင်းနဲ့မှာပဲမဟုတ်ပဲနဲ့နေ့စဉ်အသက်တာမှာကားတိုင်းကကျွန်တော်တို့အသက်တာကိုပြောင်းလဲခွင့်ပြုပါတောက်ကြခြင်းနဲ့ပါပဲကားတိုင်းအကြောင်းကျွန်တော်စဉ်းစားပြီးတော့ခွန်အားယူတာထက်ပေါ့နော်နေ့စဉ်အသက်တာမှာကားတိုင်းကိုကျွန်တော်တို့အသက်တာကိုပြောင်းလဲစေဖို့အတွက်ခွင့်ပြုပါသခင်ခရစ်တော်နဲ့ပို့တော့နိကတ်စေဖို့အတွက်လည်းပဲခွင့်ပြုပါကားတိုင်းဖြစ်ပေါ့နော်ဆိုတော့ဒီနေ့တောက်ကြခြင်းနေ့မှာကျွန်တော်တို့အရှင်ခရစ်တော်ကားတိုင်းပေါ်မှာဒုက္ခဝေဒနာပြင်းစွာခံပြီးတော့အသက်ဆုတ်ခံတာကျွန်တော်တို့ဆင်ခြင်စဉ်းစားရင်ကားတိုင်းဒီကျွန်တော်တို့အတွက်အလှမဟုတ်ဘူးထုံကြစင်လာရအတောင်းပြတာမဟုတ်ဘူးတကယ်ပဲကျွန်တော်တို့ဘဝတက်တာမှာအင်မတန်လေးနဲ့ပါတယ်အတိတ်ပဲနည်းနည်းပါတယ်ဖခင်ရဲ့မေတ္တာကိုမြင်ပါကိုယ့်အဖြစ်ကိုမြင်ပါခွင့်လွှတ်ခြင်းကိုယူပါအောင်မြင်သောအသက်တာနဲ့အသက်ရှင်ဖို့ဖြစ်ပါတယ်သခင်ယေရှုဖခင်ကားရတော်အတွက်ယေရှုတင်တယ်ကျွန်တော်တို့အပြစ်သားများကိုစားအသေးခံတဲ့အထိချစ်ခြင်းမေတ္တာကြီးမားလာသည့်အတွက်ယေရှုတင်တယ်ကိုရောပေးဆက်ခဲ့တဲ့အဖို့အခါတွေကိုမေ့လျော့ခြင်းမရှိဖို့အတွက်မဆာတော်ပါကားရတော်မှာတပါမိသည့်အရာကိုမှဂုံမတိမိစေဖို့အတွက်ဂုံမတိမိစေမဲ့အသက်တာနဲ့နေ့စဉ်အသက်ရှင်နိုင်ဖို့အတွက်မဆာတော်ဖျားလို့ဆုတောင်းရင်းနဲ့ပဲမြတ်ကပတော်ကိုဝေမျှခြင်းကိုအဆုံးသတ်ပါတယ်လို့အားလုံးဖျားတကယ်ကောင်းချီးပေးပါစေအာမင်